အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့အောက်ချန်လေကွင်းနာကအမအိမ်မွေးနဲ့အမရဲ့တူလေးကလေကွင်းထဲကနေကောက်လာပြီးတဲ့ cute လေးတွေချက်ပြီးတုပ်စားမှာဖြစ်ပါတယ် cute တွေကအကြီးကြီးပဲတူလေးကလေတွေကနေပြီးတော့ညဘက်မှာသားကောက်ပြီးတော့ရတဲ့ cute လေးတွေပေါ့နော်ဒီမှာတော့လေ cute လို့ခေါ်တယ်English name ကတော့ apple snail လို့ခေါ်တယ်လို့ရေးထားတာတွေ့တာပဲဒါတွေကိုမချက်ခင်တညရေစိမ်ထားမှာပေါ့နော်ဒါကတော့ချက်ခါနေရေ3-4ခေါက်ပြင်စေတာဖြစ်ပါတယ်အခုကတော့တန့်စင်ပြီဆိုတော့တေတော့မှဖြစ်ပါတယ်ရေထည့်ပြီးတော့မတေဘူးပေါ့နော်သူ့အရေနဲ့သူထွက်လာပြီပေါ့နော်သူ့အရေနဲ့သူပဲအလုံးလို့တေမှဖြစ်ပါတယ်အကြိုက်တေးရမှာဆိုတော့ထင်းနဲ့ပဲတေးလိုက်တယ်ပေါ့နော်ဒီမှာတေတော့ကတော့ခက်မှန်3နိုင်ကြော်လောက်တေးလိုက်ရတယ်ပေါ့နော်စစချင်းတရီကတော့ရေမထည့်ဘူးသူ့အရင်နဲ့သူပဲလုံးချက်တယ်နောက်မှနူးနူးကိုကြည့်ပြီးတော့နောက်ထပ်တရီထပ်တေးလိုက်တယ်ပေါ့နော်အခုကတော့ငရုတ်တီထောင်းပြီပေါ့နော်ဒါလေးတွေကတော့ကရန်ငရုတ်တီ6တောင်ဖြစ်ပါတယ်အတုံးမှာထဲတုံးမှာဖြစ်တဲ့အတွက်ညက်အောင်ထောင်းထားမှာဖြစ်ပါတယ်ပေါ့နော်အခုကတော့ရှောက်ရက်တစ်ခုနေတာပါဒါလေးတွေတမျိုးတီးလေးတွေပေါ့နော်ချွေနေဒီနားလေးမှာကဟိုတလောကောင်မွေအကြီးကျွေးချလို့လေနည်းနည်းတော့လက်နေပေါ့နော်ခြေလေးတုံနေတယ်မြင်နေအမှပဲအနုရရှိတော့အမှပဲခူးရမှာပေါ့နော်ခုကတော့3ခန်းလောက်ရလာပါပြီအခုကတော့နူဘီဆိုတော့အထက်ကအစံလေးထုတ်မှာပေါ့နော်ဒီမှာကျတော့ဒီမာတဲ့ထုတ်ပိုင်းလေးတွေပဲယူမှာပေါ့နော်ဟိုပြုတ်အေးပိုင်းတွေမယူဖေးထုတ်လိုက်တယ်
အတုံးလေးတော့တေးသွားအောင်ကတ်ချင်နေထပ်ပြီးတော့ညက်တယ်ပေါ့နော်အတုံးတေးလေးဖြစ်အောင်လုပ်ပါဆိုဆိုတော့ပြီးသွားပြီးတုတ်တော့မှာဖြစ်ပါတယ်တုတ်ဖို့အတွက်ရှာရွက်တဲ့အရင်ဆုံးထည့်တယ်ခဏကထောင်းလာတဲ့ငရုတ်တီမို့ထည့်တယ်ညံပြားလေးနည်းနည်းထည့်တယ်တမျိုးသေးလေးညှစ်ထည့်တယ်ပမအောင်နေလိုက်ပါတယ်မြည်ကြည့်လိုက်တယ်ရန်စားကောင်းတယ်ရန်ကောင်းတယ်ခုဆိုရင်တော့ကျမရဲ့ကိုတော့ကိုကြိုက်တဲ့ကျူတုပ်လေးရပါပြီရန်စားကောင်းပါတယ်လို့စားကြည့်ပါ Thank you for watching see you next video